ကျွန်တော်လာငိုမလေးကျွန်တော်ငိုမှာပေါ့ဘာလို့မလဲကျွန်တော်ခဏဆောင်လေကျွန်တော်မိမကအိမ်နဲ့တက်လေလေ အားလုံးပဲမင်္ဂလာပါဗျဗီဒီယိုလေးကတော့လူတွေလည်းကိုတောင်းငင်တုံပြီးတော့ငင်းပြင်ထဲလိုက်တဲ့ဗီဒီယိုလေးပါပုံငင်းကိုလည်းမရောက်ရှိုးလိုက်ပေါ်မှာချီနေတာပါမချီရတဲ့သူတွေလည်းချီရအောင်ချီပြီးတတ်သူတွေအတွက်ထားပြီးတော့ရေးရအောင်တင်ပြလိုက်ပါတယ်ဗျချီရအောင်ဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကနေဒီစင်ကကလေးနဲ့ KB ကောက်ကလေးကိုဖွင့်ရှိထားတာတွေ့လို့ကမ္ဘောဇာ KB စက်ပတ်မှာပြန်လက်ဆက်သွယ်ပေးနေတာဖြစ်ပါတယ်။အေးညီမလေးဆက်သွယ်ပေးနေဆိုတော့လက်ပဲ1 5 5လက်ပဲ2လေးတွေမှာပြန်လက်ပိတ်သိမ်းနေပြီဖြစ်တဲ့အတွက်လူချင်းမင်းဒီကကိုဆက်လက်အသုံးပြုပါလားဆိုတာပြန်လက်ဆက်သွယ်ပေးထားခြင်းဖြစ်ပါတယ်။တုံးပါပါလူချင်းမင်းဒီကကိုဆက်လက်အသုံးပြုမယ်ဆိုရင်ဒါနဲ့ပြန်လက်ဆက်သွယ်ပေးထားဆိုတော့လက်ပဲ1 5 5လက်ပဲ2လေးတွေမှာပြန်လက်ပိတ်သိမ်းနေပြီဖြစ်တဲ့အတွက်လူချင်းမင်းရဲ့ကောက်က10မိနစ်ပြင်မှာပိတ်သိမ်းတော့မှာဖြစ်ပါတယ်လူချင်းမင်းဆက်လက်အသုံးပြုမယ်ဆိုရင်10မိနစ်ပြင်မှာဒီဆက်ရပြန်လာပြီပြန်လက်စစ်သေးပေးမြင့်တင်ပါတာလူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုလို့ရမယ်ဆိုတဲ့အကြောင်းပြန်လက်ဆက်သွယ်ပေးထားတာဖြစ်ပါတယ်ညီမလေးဘယ်ဘန်းအလားမှာလဲဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကလည်းဒီဆက်ရပြန်မှာပြန်လက်စစ်သေးပေးမြင့်တင်ပေးလို့ရပါတယ်ညီမလေးအနှစ်မိနစ်ဆိုတော့လေအမဘန်းသွားလို့ရှိရင်အနည်းနဲ့ကြာအောင်ပါအဲ့လိုရလားဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းရဲ့ကောက်က10မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်10မိနစ်ပြင်မှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောရလားအမအေးဟုတ်တယ်ညီမလေးအမအိမ်ထဲကဘန်းထဲကကျတော့အဝေးတာလေဝေးတော့ကြတော့လေအမကဘယ်လိုသွားရမလဲဒီ2မိနစ်ပဲအဆောင်ဆိုတော့မြန်လို့နင်းပတ်စံနေနေချင်တာ2မိနစ်အတွင်းမှာပြန်လဲပိတ်သိမ်းလိုက်ရမယ်လို့ပြောတာလားဟုတ်တယ်အဖေလေအမ2မိနစ်အတွင်းမှာဘန်းကိုရအောင်သွားမှာလားဒါမှမဟုတ်လို့ရှင်ဟိုခဏအဆောင်ပေးအောင်မလားအဲ့ဒါကိုမေးတာဟုတ်ကဲ့ပါလူချင်းမရဲ့တော့က2မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်ပြန်လဲဆက်သွယ်ပေးထားဖြစ်ပါတယ်လူချင်းမဆက်လက်အသုံးပြုမယ်ဆိုရင်ဖုန်းလင်းချပဲတိုင်ဆောင်ထားပေးပါညီမတို့ကမ္ဘောဇာ KB စက်ပတ်မှာဒီပါရဲ့ပြန်လဲစစ်သေးလေးနှစ်တင်သွားပေးမှာဖြစ်ပါတယ်အော်ညီမလေးဟုတ်ပြီဟုတ်ပြီဟုတ်ကဲ့မင်္ဂလာပါလူချင်းမဒီကောက်ကိုအသုံးပြုနေရချိန်တော့ကြာပြီလားကြာပြီဟုတ်ကဲ့ပါလူချင်းမဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာဘယ်ဘန်ပွဲမှာဖွင့်ရှိထားလဲဆိုတော့တစ်ချက်ပြန်လဲချိန်ကြာပြီပါညီမလေးအမကဟိုအနထိုးကြီးမှာဟုတ်ကဲ့ပါရှင်လူချင်းမဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာညီမတို့ကနေပြီးတော့နထိုးကြီးမှာဖွင့်ရှိထားတယ်ဆိုညီမတို့ကနေပြန်လဲစစ်သေးလေးနှစ်တင်ရမှာဖြစ်ပါတယ်အေးညီမလေးစက်ပုံလေးနဲ့ဘက်ကလေးဒီဆောင်လေးခါပြီးပြောပြရမှာဖြစ်ပါတယ်အေးညီမလေးတင့်မြင်းဆောင်963ဟုတ်ကဲ့ပါမြင်းဆောင်လေးပြီးတော့ရှိပါသေးတယ်ရထတာရဖတာလို့ပြောလားဟုတ်တယ်ညီမလေးရထတာဟုတ်ကဲ့ပါတဲတဲကွဲလေးပြောပြပါရထတာ你别笑哈喽ရထတာ哈喽ရထတာဩဒီ तू ကတာနဲ့တာမကွဲဖြစ်နေလို့ရထတာရထတာရလေရကိုထားတယ်လေရကိုထားတယ်တာတယ်လေရထတာတယ်ကွယ်ရထတာလေကွယ်ရထတာလေကွယ်နံပါတ်လေကွယ်ชอบนาคาโทรมาเลยชอบนาคาโทรต้งนาคาโทรชอบนาคาโทรต้งนาคาโทรนี่นาคาโทรเล่นาคาโทรงานาคาโทรရပြီလေ你们散了瓜မငိုချင်းလားဟုတ်ကဲ့ပါဒါလူချင်းမရဲ့ပဲဆိုတော့မပုံနေတာပဲလားဟုတ်တယ်မိမကျွန်တော်မိမဟုတ်ကဲ့ပါကျွန်တော်မိမ तू ကစကားမသိအဲ့ဒါကြောင့်ကျွန်တော်သူ့ယောက်ျားသူနဲ့ကျွန်တော်နဲ့ယူတဲ့ချင်းကျွန်တော်တို့ဟိုနေကနေလာတယ်နထိုးကြီးအဲ့မှာဖွင့်နေဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဘာလဲပြန်လို့စစ်တဲ့အခါမှာစစ်သေးထုတ်လေးချဆောင်ပေးပါဖြစ်ပါတယ်ကုတ်လားကိုယ်မချပဲ message ကိုဝင်ကြည့်ထားပေးပါတက်လာတဲ့စစ်သေးထုတ်ကလည်း6လုံးတွေ့ပြီဆိုရင်အများလေးပြန်ပြောပြရမှာဖြစ်ပါတယ်ဟုတ်ပြီနော်မြန်ထိုးလားမြန်ထိုးနော်2မိနစ်ကျော်တယ်နော်2မိနစ်ကျော်တယ်ဆိုပိုက်စံနေရနော်ပိုက်စံနေကအများကြီးရှိတယ်နော်ပိုက်စံကအများကြီးရှိတယ်နော်အဲ့ဒါ2မိနစ်အမြန်ထိုးနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြန်ဒီစားလေးကြည့်ပေးပါကလည်း6လုံးကြာလာလားဆိုကြည့်ပေးပါကြည့်မနော်ဟုတ်ကဲ့ပါရှင်ကြာလာလား
မကြသေးဘူးလေကွာ ဟုတ်ကဲ့ပါ message ထဲမှာကြာလာမှာဖြစ်ပါတယ် အပြင်ထွက်တော့ဖုန်းကြသွားမယ်နော် ဟုတ်ကဲ့ပါဖုန်းလေးမချပါနဲ့ဖုန်းလေးမချပဲ message ထဲကိုဝင်ကြည့်ထားပေးပါ အဲလိုနေမတတ်ဘူးလေကွာ ဟုတ်ကဲ့ပါလေဘက်ကလေးနဲ့ထွက်ပြီးတော့ message ထဲဝင်ထားပေးပါ နေမတတ်ဘူးလို့နေမတတ်တော့နေမတတ်တော့အဲ့ဒါဖုန်းပြန်ဆက်မလားဖုန်းပြန်ဆက်လိုက်နော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအများဆုံးလေးတော့ကြည့်ပေးပါနော် ကြည့်ပြီမနော်ခဏနော်စောင့်ပတ်စံများကြီးရှိလို့လေအရန်ကြောက်နေပြီ ဟုတ်ကဲ့ပါ ပိတ်စံနော်အဲ့ဒါအရန်များတယ်နော် 你们散了瓜，买毛巾了你。 ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ အမြန်ပို့နော်ဒီကအမြန်ပို့လိုက်နော် ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ခဏလေးချောင်းတော့အများလေးကြည့်ပေး အေးခဏနော်6လုံးနေလားခဏအလိုပဲလားခဏအလိုပဲလား ဟယ်လို ခဏအတိုင်းပြောမယ်နော် ဟုတ်ကဲ့ပါခဏလေးချောင်းလုံးနော် အမြန်ပြောနော်အခုပြောတော့လေ လူကြီးရဲ့ message ထဲမှာကြည့်ထားပေးရမှာလူကြီးရဲ့ message ထဲကိုကျွန်တော်တို့ကလည်းစစ်စစ်ကိုချဆောင်ပေးလိုက်တာခဏလေးချောင်းလုံးဖြစ်တယ်အဲ့ဒါလူကြီးဘက်ကလည်းအများလေးပြန်ပြောပေးရမှာဖြစ်ပါတယ် ဟုတ်ပြီနော်အမြန်ကြည့်မယ်နော်အမြန်ကြည့်မယ်နော် ဟုတ်ကဲ့ပါ အေးမြန်ကြည့်မယ်နဲ့တို့လည်းမလို့ဒီများနှိမ့်ဆက်နေကြတို့ တွေ့လား အဲကျွန်တော်မိမအိမ်နာသွားနေလို့ခဏဆောင်းပေးအောင်လေခဏဆောင်းအောင်နော်သူဖုန်းကသူလက်ထဲမှာခဏဆောင်းနော် ပြန်ခေါ်နော်ပြန်ကြည့်ပေးပါရှင်ခဏလေးချောင်းလုံးကအရေးကြီးပါတယ်ခဏချောင်းလုံးအများလေးကြည့်ပေးပါနော် အေးကျွန်တော်လည်းအရေးကြီးနေတယ်ခဏလေးကျွန်တော်မိမကအိမ်နာတက်နေအိမ်နာတက်တယ်ဆိုရင်ဒီညကသူကလေသမီးစားတဲ့အဲ့ဒါမှအချီကြီးနဲ့ငပိရေအဲ့ဒါဒီအကုန်စားတယ်အဲ့ဒါကြောင့်ဘိုက်နာနေတယ်လို့ခဏဆောင်းပေးနော်ခဏ အဲ့ဒါကျင်းမဲ့ဘက်ကနေပြီးဖုန်းယူပြီးတော့ကြည့်ပေးပါဒီမှာကလည်းစစ်စစ်တွေကရေးကြီးပါတယ် အင်ဒါမှာအဲ့ဒီလက်ရှိလေအဲ့ဒီရှိလေမကောင်းဘူးလေအင်နာထဲမှာဝင်တော့ကြည့်လို့မကောင်းဘူးအဲ့ဒီရှိလို့ခဏဆောင်နေနော် ဟုတ်ကဲ့ပါဒါဆိုရင်လူချင်းမရဲ့အကောက်က2မိနစ်မှာကြော်သွန်းသွားမယ်ဆိုရင်လူချင်းမရဲ့အကောက်ပိတ်သွားမယ်ဆိုရင်ဘယ်လိုလုပ်လဲ ကျွန်တော်လာငိုမလေးကျွန်တော်လည်းငိုမှာပေါ့ဘာလို့မလဲကျွန်တော်ဒီခဏဆောင်လေကျွန်တော်မိမကအိမ်နဲ့တက်တယ်လေအိမ်နဲ့တက်တယ်လေအရေးကြီးနေတယ်သူလည်းဘိုက်နာနေတယ်လေခဏဆောင်နော်ပြန်ခေါ်လိုက်နော်ပြန်ခေါ်လိုက်နော်အဲ့ဒီပြီးပြီလားမြန်လို့လူပါပြန်အိမ်နဲ့တက်တာ ပြီးဘာလဲပြောင်းတဲကြံဘာလဲပြောင်း အိမ်မှာပတ်စွာ6လုံးကြာနေတာလို့ ကြပြီလေ ကြာပြီလေကွာမပြောတော့မယ်လေ ဘန်းမှာထားပြီးသားဒီ password 6လုံးပုတ်6လုံးကိုဘယ်သူ့ကိုမှမပြောရဘူးမပေးရဘူးတဲ့ကိုယောက်ျားကိုတော့မပြောပြဘူးအဲ့ဒီပြုတ်မအောင်ညာထင်နေရမအောင်ညာထင်နေရကဲပြီရှင်ကဘင်ဝန်တိုင်ဟာဒီလိုလိုက်ကွက်တွေကတော့အယုံနေပါပြီဒါပေမဲ့ကျွန်တော်တို့အားဒါတည်တဲ့လူဒါပြောတာပါတချို့မတည်တဲ့တွေကိုရှင်းလုံးနေပြီအဲ့ဒါကြောင့်မလို့ဒီနေ့သူတုံးနေတာပြနိုင်ပါတယ်နောက်ကြောင့်ကျွန်တော်တို့မိတ်ဆွေတွေကိုတတိထားကြပါလို့အားလုံးပဲလူလုံးလုံးကြတွေရမှနေကံဝေးကြပါစေလို့ကျေပါ